vlog ရိုက်ချင်တဲ့ food blogger အသစ်တွေအတွက်80ရာခိုင်နှုန်းတောင် discount ရမှာမို့လို့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးကြပါနော်။ဆိုင်လေးရရွှေတောင်တန်းလမ်းမှာရှိတဲ့တွာကိုဟောင်ကောင်စားပွဲရုံမှာကေရမကြာခဏလာစားနေကြဆိုတော့ဆိုင်ပိုင်ရှင်နဲ့တောင်တော်တော်လေးကိုရင်းနှီးနေပြီ။သူကစင်ကာပူနိုင်ငံကနေစပိုမှုပွဲလက်မှတ်ရထားတဲ့ chef တစ်ယောက်ပါပဲ။ဆိုင်မှာချက်တာပြုတ်တာလေးတွေကိုလည်းကေရစိတ်ဝင်စားလို့ခွင့်တောင်းပြီးရောရိုက်ဖြစ်ခဲ့ပါတယ်။တွာကိုရဲ့ဆိုင်ပိုင်ရှင်ကလည်း Chinese တယောက်ပဲဖြစ်တဲ့အတွက်ဒီဆိုင်မှာဟောင်ကောင်အရသာစစ်တွေကိုမြည်ဆန်းကြည့်ရင်းနဲ့တစ်ခါလောက်ဖြစ်ဖြစ်လာပြီးတော့သုံးဆောင်မှုကိုကေကဖိတ်ခေါ်ပါတယ်အပေါ်တက်လေးကိုတက်ပါမယ်အခုကိစ္စစင်တာလေးတွေကတော့မှာထားပြီးသွားပါပြီဒီပါလေးမှာထားလဲမကြည့်ပြပါဦးဒီမှာကအဲခွန်းနေပါတော့မရှိဘူးပန်ကာနဲ့ပါခေသွားတဲ့အချိန်မှာမီးပြက်နေတော့နည်းနည်းတော့မီးဆက်တန်ဆူရဲပြီးတော့နည်းနည်းပူရဲပေါ့နော်ဒါလေးကဘေးကင်းစမဆိုင်ချင်နေမှာဒီတော့ကိုမှဆိုလို့ရှိရင်ကေကဒီမီနူးလေးကိုအကြိုက်ဆုံးပါပဲသူကဘေးကင်းလေးရဲ့စမဆိုင်ရဲ့ပြီးတော့ကိုက်လန်လေးနဲ့ကြော်ထားတာပေါ့နော်အဲ့ဒီဒီမှာဝက်အိုးတွေနဲ့ကြော်တာဆိုတော့လေသူရဲ့ဝက်အိုးတွေကနေပြီးအဲ့လိုမျိုးဝက်ဟေးအနံ့လေးပေါ့နော်အဲ့အနံ့လေးကလေဟိုဆွဲဆောင်မှုရှိတယ်ဒီထင်တာပေါ့နော်ဒီမှာထူးထူးဆန်းဆန်းလေးပေါ့နော်အမင်းမီစွပ်ပြုတ်လေးပါဒါဆိုင်တိုင်းမှာတော့ကေမကြဘူးပေါ့နော်သူ့ရဲ့အမဲမီးရလေနူးအီးညာပဲအခုဖဲ့လိုက်တာပေါ့လေစွပ်ပြုတ်အီးလေးရလေတော်တော်လေးတောက်ကောင်းတယ်ပြီးတော့ရှိကကြီးမှုချောက်လေးတွေကိုလည်းဒီတွေ့ရဲ့အမဲမီးစွပ်ပြုတ်အတွက်ဆိုပြီးတော့ဒီငရုတ်တီးတို့ဒီကညာတီးတို့ပါလို့လည်းပြီးဒီမီနူးလေးကကန်ဆိုင်စင်ဆက်ခင်မှာဒါတော့ကိုယ့်ရဲ့မီနူးအစ်စ်ထဲမှာပါတဲ့မီနူးတစ်ခုပေါ့နော်သူကအခုကမှဟာဝတ်သားနဲ့ပေါ့နော်သူကစက်သားဝတ်သားပစုံနဲ့အဲ့လိုမျိုးရတယ်အခုသူရဲမှာဆိုလို့ရှိရင်သူကဂျမ်ဆိုင်ပါမယ်ကိုက်လန်ပါမယ်ပဲပြားလေးတွေပါမယ်ငုံဥလေးလည်းပါမယ်အဲ့ဒါမှချင်းကန်ဆက်လိုမျိုးလေးပေါ့နော်ဟိုချင်းကန်ဆက်ကြိုက်တဲ့သူတွေဆိုရင်တော့မဖြစ်နေ try ကြည့်တယ်နဲ့ဒါဒီတော့ကိုရဲ့ ice lemon tea လေးပါဒါသူတို့စီရပဲကိုရိုင်းအဲ့လိုမျိုးဖြော်ဆက်ထားတဲ့ ice lemon tea လေးပါအရသာလေးကတော်တော်လေးကောင်းတယ်အချိန်ကြာလေးဒီချိုချောက်ကိုအဲ့လိုမျိုးနှက်ပြီးသွားတော့မှဖြော်ထားတာအရသာလေးကအရင်လည်းချင်းစုံနေရမျိုးလည်းမဟုတ်ဘူးအရင်လည်းချိုလဲကဲနေဒီဥကကတော့စိတ်ချိုချောက်ကိုနှက်ပြီးတော့ဖြော်ထားအေးကဝက်အစုံပြင်းလေးလည်းမှာထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်သုံးထက်ကအဆူခင်ပြီးတော့အခောက်ခင်အသားခင်သုံးမျိုးသူအဲ့လိုမျိုးတစ်ခါလေးပါမျိုးပေါ့နော်ဒီမှာအခောက်ခင်ကတော့ကိစားနေကြပဲသူ့အခောက်ခင်ကလေအကျွတ်ကျွတ်ကလေးနဲ့လည်းအရင်စားလို့ကောင်းတယ်ပြီးတော့ sauce ကလည်းသူက3မျိုးရှိရယ်ဒီဟာ garlic chili sauce ပြီးတော့ဒါဟိုငရုတ်စီပေါ့နော်ပြီးတော့ဒါကပဲငပိအချိုပေါ့နော်ကေကတော့ sauce 3မျိုးထဲမှာဆိုလို့ရှိရင်တော့ဒီ garlic chili sauce လေးကိုအကြိုက်ဆုံးပဲကေကအဆက်ကြိုက်တဲ့သူဆိုတော့လေသူ့ရဲ့အခောက်ကင်လေးရလေအဲ့လိုမျိုးရွရွလေးကေကအခုအသားခင်လေးမြည်ကြည့်ပဲပေါ့နော်အဲ့ဒီအသားခင်ကိုမတူတဲ့ sauce လေးတစ်မျိုးနဲ့မြည်လိုက်မယ်ကေရဲ့ဒုတိယအကြိုက်ဆုံးအဲ့ငပိအချိုလေး sauce လေးပေါ့နော်ဒီကြိုက်တယ်ဒါ3တက်ပါအဆူခင်ဒါလေးကိုငရုတ်စီ sauce လေးနဲ့တို့ပြီးတော့စားမယ်နော်ဂျာလေးကကြွားကိုရဲ့အသားခင်ကိုပြန်လေးတာခုရကိုပြန်တော့စိတ်လေးပေါ့နော်ကိုပြန်တာအရွက်ကလည်းမထူဘူးအသားခင်ကလည်းအဲ့လိုအရင်အချို့မကဲပဲနဲ့အရသာလေးကတော့စောက်ကောင်းပါရဲ့ကြွားကိုရဲ့မီနူးလေးတွေပါကြွားကိုရဲ့ gift card မှာလာစားလို့2000မို့ပြည့်တိုင်းတုံတုံထုပေးပြီးတော့10ကပြည့်ရင် frozen အခောက်ကင်တစ်ထုပ်လက်ဆောင်ရမှာပါဝတ်သားမစားတဲ့သူတွေအတွက်ကစက်ကင်တစ်ချမ်းလက်ဆောင်ပေးသွားမှာပါအခုကြွားကိုမှာအထူးစီစဉ်တစ်ခုရှိပါတယ်ဘလော့ရိုက်ချင်တဲ့ food blogger အသစ်လေးတွေအတွက်80ရာခိုင်နှုန်းလောက် discount ချပေးပါတယ်ဒီမှာ menu အသစ်တွေလည်းမြည်ဆက်ရမယ်ခု80ရာခိုင်နှုန်းလဲ discount တွေရအောင်ပါဆိုတော့အခုတစ်ချင်းနဲ့လာခဲ့လိုက်တော့နော်အချိန်ထိဆိုပြီးတော့လည်းအချိန်အကန့်အသတ်ကအခုတော့ဒီမရှိသေးတဲ့အတွက်ကြောင့်မလို့မြန်လေးပဲ blogger လေးတွေbooking လုပ်ထားပြီးတော့လာခဲ့လိုက်ပါနော်ဆက်သွယ်ဖို့အတွက်ကလည်းသူ့ရဲ့ဖုန်းက site owner တည်တဲ့အတွက်ပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ messenger တစ်ခုထဲကနေပြီး
တော့ပဲဆက်သွယ်ဖို့အတွက်ကိုလည်းမစ်စားနေဘူးเนาะ delivery service အနေနဲ့က food panda နဲ့ချိန်ထားပါတယ် food panda နဲ့မှာလို့မရအောင်ဆိုလို့ရှိရင်เนาะသူကတရက်ကြုံမှာလို့အပြင် delivery ချိန်ပေးပါတယ်ကဲရဲ့ vlog လေးရလဲရှင်းနေပြီဆိုတော့ဒီလောက်နဲ့ပဲအားလုံးနှုတ်ဆက်ပါတယ်နောက် vlog ထဲမှာလဲစားကောင်းတဲ့ဆိုင်လေးတွေကိုပြပြပေးသွားပါအောင်မယ်အားလုံးပဲ bye bye like and follow လေးမမေ့နဲ့เนาะ